it's me ညအရွယ်တစ်ခုရလာပြီလို့ရှိရင်ဘာဖြစ်ချင်မှမသိရဲ့အခြေအနေတွေကနေပြီးတော့ကိုဘာကိုဖြစ်ချင်နေဆိုတာကိုတည်ကြသိလာတဲ့နေ့ရက်တွေရှိရဲ့တစ်ဆက်တည်းမှာပဲအဲ့ဒီအိမ်မက်တွေကိုကောင်းတဲ့ပေါ်နိုင်ဖို့အတွက်ခွင့်ရမရှိရပြီ supporting မရှိရပြီလို့ဖို့လုံးဝဖြစ်နိုင်တဲ့အခြေအနေတွေဆိုတာကြုံလာရတယ်ဒါကခုခေတ်ဂျန်စီတွေရဲ့ဖြစ်နိုင်ဆုံးအခြေအနေတစ်ခုပဲဖြစ်တယ်ဘာလို့လဲဆိုရင်ဂျန်စီတွေကခုဆိုရင်ဆယ်ကျော်သက်တွေ20နီးပါးထိတွေကိုရောက်ရှိနေကြပါပြီteenage တွေကနေပြီးတော့ adult တွေဖြစ်လာတော့မှာပါတကယ်တော့လေအရင်ကဆိုရင်တို့မှာအနာဂတ်ဆိုပြီးတော့တည်တည်ချာတို့မှာရွေးချယ်ထားတဲ့အရာတွေကိုသိမရှိကြဘူးဒါပေမဲ့လည်းတို့ရွေးချယ်ပြီးလို့တည်သွားတဲ့အချိန်ကြတော့လေတို့လှုပ်ဆောင်မှုတွေခွင့်ရရအများစားဖြစ်မှုတကယ်တော့ဒါမြန်မာနိုင်ငံလူငယ်အများပြားမှာဖြစ်တာရှိနေတဲ့အရာတွေဖြစ်လို့မြင်တယ်ဒါကြောင့် advice တခုပေးချင်ပါတယ်တကယ်လို့ကိုကလှုပ်ချင်ပေမဲ့လုပ်ခွင့်မရခဲ့ဘူးဆိုရင်အကြီးမားကြီးကိုမမျှော်လင့်နေပါနဲ့ခုလက်တွေ့မှာကိုကနေပြီးတော့အဲ့ဒီအိမ်မက်ရဲ့လမ်းစာဖြစ်တဲ့အရာတစ်ခုကိုသုံးနိုင်တဲ့အခြေအနေရှိခဲ့မယ်ဆိုရင်အဲ့ဒီအခြေအနေကိုလမ်းစာအနေနဲ့ပြောထားရင်တခြားကိုမှလုပ်နေရတဲ့အရာတွေကိုဆက်လုပ်ပါဘာလို့ဒီလိုပြောရလဲသိလားငါတို့တွေမှာရွေးချယ်ဖို့ခွင့်လည်းမရှိဘူးဖြစ်ပေါ်လာတဲ့အခြေအနေကိုဒါအကောင်းဆုံးရင်ဆိုင်ရမယ်ဆိုရင်ပုံစံမျိုးနဲ့ဒါနေထိုင်ဖို့အတွက်ငါတို့ဘဝတွေကဖြစ်ပေါ်လာတယ်ဒါကြောင့်ငါတို့လုပ်နိုင်တာတခုပဲကိုဖြစ်ချင်တဲ့အရာတွေရှိရင်လမ်းစာရှိရင်လမ်းစာလေးကိုလုပ်ရင်နေတာတခြားကိုလုပ်နေရတဲ့အရာတွေကိုလုပ်ရင်နေတခါရေးဆက်ပြီးတော့စောင့်နေပါအချိန်ကြရင်အဲ့ဒီလမ်းစာကိုလုပ်ထားတဲ့အတွက်ကြောင့်မလို့ကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့အတွက်အဲ့ဒီအနေပြီးတော့လမ်းညွှန်မှုအကြီးကြီးလမ်းခင်းအကြီးကြီးတူဖြစ်နေပါလိမ့်မယ်ဆိုတော့ဒီလိုအခြေအနေကိုရောက်နေတဲ့သူတွေအတွက် mindset ကိုထားစေချင်ပါတယ်ငါတို့တွေကရွေးချယ်ပိုင်ခွင့်မရှိသေးတာရွေးချယ်ပိုင်ခွင့်မရှိခဲ့တာပဲရှိရွေးချယ်ပိုင်ခွင့်တွေကနောက်ဆိုရင်အများကြီးရှိလာအောင်မှာအဲ့ဒီအတွက်ကြောင့်မလို့ငါတို့အဲ့ဒီအခြေအနေကိုဆက်ဆောက်ဖို့လိုတယ်ဒါကြောင့်စိတ်ရကြတဲ့နေ့တွေလည်းရှိမယ်ပျော်ရွှင်ရတဲ့နေ့တွေလည်းရှိမယ်ဒါပေမဲ့ရေလိုက်ငါးလိုက်နဲ့ပဲအဲ့လိုမျိုးပဲအကောင်းဆုံးဖြတ်တန်းရင်းနဲ့ရွေးချယ်ပိုင်ခွင့်တွေရှိလာတဲ့နေ့ကိုရောက်ဖို့အတွက်တူတူစူးစမ်းရုန်းကန်ရင်းနဲ့ငါတို့တွေနိုင်ငံတကာကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်ဒီဗီဒီယိုကိုကြည့်ရှင်ဖြစ်အကောလုံးလည်းစိတ်ရကွာရရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြိုက်နေတဲ့ဆိုရင်တော့ follow လေးလုပ်ပေးရဖို့အတွက်ပြောချင်ပါတယ်နောက်ထပ်ဒီမျိုးဗီဒီယို content တွေကိုဖန်တီးချင်နေဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ် bye bye